ဒီနေ့လမ်းပဲကိုရထားရသွားမို့ရင်းလေးစီးမယ်ခင်ဗျာရေးရရှိလို့ကောင်းတယ်မင်္ဂလာပါပပီတိုကနေပြန်လဲကြိုးဆိုပါတယ်လက်မှတ်ကကြိုဝယ်လို့မရလို့ပူတာကိုအစောကြီးသွားရပါတယ်ဗျာ ချင်းမှန်ဒီအပြင်ကိုထွက်ဖို့ဆိုလို့ရှိရင်လေအဲ့လိုရထားတွေကားတွေစီးမယ်ဆိုကျွန်တော်တို့ passport မဟုတ်ရင် driving license အဲ့မှာအဆင်ပြေတယ်တော့အပင်ကတ်မရဘူးဟိုဘာမှမရဘူးဘာမှဝယ်လို့မရဘူးအဲ့ဒီကျွန်တော်တို့အမားတယောက်ကတော့ပင်ကတ်နဲ့ဆိုတော့သူကတော့နောက်တစ်ခေါက်ပေါ့ ဒီနေ့လမ်းပဲကိုရထားရသွားမို့ ပထမကလမ်းပန်းမှာတညအိပ်ပြီးနေရအစုံလေးကိုကြံထားပေမဲ့ကြောင်းမျိုးမျိုးကြောင့်နေချင်းမြန်လဲဖို့ပဲစီစဉ်လိုက်ရပါတယ်ဒီ vlog ကကားနဲ့လဲရတာကိုညီငွေနေတဲ့သူနဲ့ဈေးသက်သက်ဘတ်ဂျက်နဲ့လဲချင်တဲ့သူတွေအတွက်ရှိရပါတယ်ကျွန်တော်တို့နဲ့အတူတူလိုက်ကြည့်ပြပါဦးခါတိုင်းကကားမောင်းသွားတော့ရှူကင်းတွေကိုအေးအေးဆေးဆေးခံစားလို့မရဘူးဗျာလေကွင်းတွေတောင်တန်းတွေနဲ့ကောင်းငင်ကျဲဒီလိုမြင်ကွင်းမျိုးကဒီလိုမျိုးယထာနဲ့သွားမှာပဲတေချာခံစားလို့ရတာကလေးငယ်တွေနဲ့သွားရင်ခီးပန်းပြီးအဆင်ပြေပါမလားဆိုပြီးစိုးရိမ်နေထတာသွားကြည့်လိုက်ယထာကြီးစီးပြီးတော့ဒီလိုရှူကင်းမျိုးဘက်ကလေးကငင်းနိုင်ပါလိမ့်မယ်ဒီတစ်ဝက်ကကွန်တန်ဆိုတဲ့ဘူရာမှာလဲယထာ1000နားပါလေဒီဘူရာမှာအမှတ်တရဓာတ်ပုံစင်းရိုက်ကြတဲ့သူတွေလည်းတော်တော်များတယ်တချို့ကကြတော့ဒီကိုပဲတမင်လာပြီး trekking နဲ့ hiking လာလုပ်ကြတာလို့ပြောတယ်โอเคကျွန်တော်တို့ယထာကြီးလည်းလမ်းပန်းကိုပြန်လဲထွက်ခဲ့ပါပြီချင်းမိုင်ကနေ6:25ရထားရိုးရထားဒီလမ်းပန်းကိုမနက်8:50ဝန်းကျင်လောက်မှာရောက်တယ်ကျွန်တော်ဆိုတော့ဟိုလောက်ပေါ့2နာရီနီးပါးလောက်ပေါ့2နာရီနီးပါးလောက်စီးရတယ်အေးစေးပဲလှမ်းရတော့โอเคဆက်သွားမယ်ဘူရာထိတ်ကိုထွက်တာနဲ့ဒီစုံတန်ကားစရာတွေကိုလဲချင်တဲ့နေရာတွေပြောပြီးစီးလုံးငားလဲလို့ရပါတယ်ဗျကားဝါငားတာကသူတို့1000တောင်းတာเนาะဟုတ်ပါသူတို့1000တောင်းတာဒါပေမဲ့စစ်ဈေးစစ်လိုက်ရင်တော့အခုဈေးစစ်တာ900နဲ့ရတယ်ဟိုလေ900နဲ့ရတော့3နေရာပေါ့ကလေးလူကြီးကလေး3ယောက်လူကြီး5ယောက်ကားဆင်းလုံးဒီကားဆင်းလုံးနဲ့โอเคတိုးမယ်ကျွန်တော်တို့ရဲ့ပထမဆုံးသွားမယ့်နေရာကဂျပန်ဖျားရှိတယ်လို့လူသိများတဲ့ Wat Phra That Dry Phra Chan ဖြစ်ပါတယ်ဗျာအတူတူလိုက်ခဲ့ပေးပါဦးวันนี้ ဖျားထက်သွားဘူး คือในสองตัวเนาะขอที่ အစကားကမှထောက်ဝတ် คืนนี้ ထက်တိုး ดูมืดนะคะได้เดี๋ยวเราจะที่เดินมาด้านเลยค่ะเดินมาด้านเลยเดี๋ยวเราจะไปที่ไหนกันคะนะคะเนาะเดินเหมือนเราดูไว้ให้ท่านหมดนะคะเนาะถ้าอยากจะเดินก็สามารถเดินได้600တက်20အစင်း20ဘာ20ပြန်20
ညီတဲ့အောင်လို့ညာညီတယ် အေးစင်လားရပြီငါက ဟိုကျွေးကြီးတော့ ကျွေးစီထဲလို့မရဘူးတဲ့မှာကြီးစားကြောင်ထဲ ဒီမှာ โอ้မိုက်တယ်ရှိုးလိုက်အောင်ဒီညောင်လေးကကြိုက်တယ် မကြိုက်ဘူးသားပုတ်ပေးလိုက် ညောင်နဲ့အော်လေကြည့်ကြလေညောင်လေးကချောခီကို โอเคအောက်ပြန်ဆင်းမယ် let's go ပြန်ရောက်လာပြီအောက်ပြန်ဆင်းလာပြီဒီကသူကအဲ့တောင်မော်ကိုတက်တဲ့လမ်းကအခုပြင်နေတာဗျာပြင်နေတော့လမ်းမှာအဲ့လိုမျိုးမြေသားကြီးလည်းမြင့်ပြီးတော့လမ်းကိုဖြီးထားတာတော်တော်နောက်ပိုင်းကျရင်အရန်ဆင်ပြေသွားမယ်အခုလည်းဆင်ပြေပါတယ်ဒါပေမဲ့နည်းနည်းအဲ့လိုလမ်းပြင်နေတော့မိုးရွာလို့ရှိရင်အဲ့ဒီသူရဲ့ဒီမြေနီလမ်းဆိုတော့လေဘွားပေါက်ပြီးတော့သူတို့စီကကားနဲ့ပဲတက်ရတာကိုယ်တိုင်ကကိုကားကိုကဒီသူတို့ပါလာလို့ရှိရင်တော့ဒီမှာကားပါကင်မှာချက်သူတို့စီကကားနဲ့ငါပြီးတက်ကျွန်တော်ရှေ့မှာပြောသွားသလိုပဲအစင်း20အပြန်အတက်20โอเคဆက်တိုးမယ် 对会的，给你看一眼，完了姐，没我写自己，也听嘛，菲菲叫哪个没的？真没来给我的。 ဟိုမှာဖေးပေါင်းတာရေးပြီးတော့ 该了，လာမယ်叫哪里呢？叫我叫，叫不了喂。叫嘛是的，ဒေးစီကန်ရောင်းပဲမဟုတ် 那 တော 个 င်းမင်္ဂလာ 闻了，输了，တယောက်တည်းစီလမ်ပန်ဂျော်လော်ဂျီကယ်မြူဇီယမ်ပမ် 马吉，红色马吉。啊，盖你，无尽头盖你咪。那讲了没有？那讲没有？你那么敢干的？哇，盖没拿来嘛？比如那个来盖。干不？ဘာဖြစ်လို့လဲ 叫的。 အော်ဘာလို့ကြောက်တာ 你这就是。 ဟွန်းကိုင်းကြည့်မယ်လေလား လမ်ပန်ဂျော်လော်ဂျီမြူဇီယံကတော့ကလေးတွေပါရင်အဝင်သင့်ဆုံးနေရာပဲဝင်ကြီးကလူကြီး80နဲ့ကလေး40ကျွန်တော်ကောင်ကတော့ဟိုမကန်ရဲဒီမကန်ရဲနဲ့မို့လို့ဒီတိုင်းပတ်ကြည့်ပြီးပြန်ထွက်လာခဲ့ပါတယ် သမီးဒီမှာလူကလူပြီး Smile. Smile.
smile ဒီမှာကြည့် ကိုဟိုဘက်ကိုသွားမေးရမှာလေမရှိုးလိုက်အောင်မိုးမှမြင်ဘသူနဲ့တူနေမှန်းကိုမသိဘူးဆိုင်ဆဲထုတ်လိုက်ပြီ မကိုက်လိုက်မယ်နော်နားမကိုက်လိုက် မြင်းလဲစီးမယ်ခမညာမြင်းလဲစီးမယ်ခမညာโอเคครับကဲအမတက်မလဲဒီမှာတက်လိုက်တော့မယ်နော် ဟိုမှာဆက်လာသူတို့ဆက်လေလေတာဖာနာအမ နမ်ဘာလို့မဆိုင်နေပြီ မထိုင်လား โอ้ย ไอ အခုရှင်းမှာပေးမထိုင်တာနားလို့ရှင်းမှာပေးထိုင်တာ 你来骑个房来骑吧。 ကားက 第二把钱。 ရင်းတယ်ရင်းခေါ် ไม่ขวาแต่อ๋อนี่มาနောက်တစ်ကောင်ဘိုင်ဘိုင် 那你二把六把嘞？ မြင်းကလိုက်ဆက်လာမြင်းလေးကဟိုပါလေသူကခဏသူ့ကိုပေးပြီးတော့နားလာတာ 而且还是二啦。 နည်းနည်းလှုပ်သွားတာလေဟိုမြင်းလေးရမိုက်တယ်ဗျာ ထိုင် อืม 贝贝，二把灯耶。 မြင်းអော်တန်လေးဒါနေអော်တာလေ 你来骑呀，姑娘来 ခြေ 骑。 နှုတ်ပါစီလမ်းဖတ် 蓝斑嘛骑呀，蓝斑。 ဆိုင်နော် အေး 好久改没喏， horse လေးကို တိုင်းတိုင်းနေတာ 有改没？ အဲဦးကိုမေးကြည့်ဦးကိုမေးကြည့် 贝贝没了。 ให้รางวัลพี่ม้าเร็วให้ နေနဲ့ကနေနေမှာကောင်းမင်းကြီးနေ ပေးလိုက်လေဒါပေးလိုက်လေလွတ်လိုက် ဟဲ့ရူဘီလေးကိုင် တက်တိကိုင်းမိမယ်နော်ဒါကြီးမထုံးနဲ့နော် လွတ်ပေးလိုက်ဒါလွတ်ပေးလိုက် तू ဆွဲရင်လွတ်ပေးလိုက် နည်းနည်းကြည့်လို့လာရအာ 这个也给你。 ဒီစားနေတော့ခဏစားနေ 出来这。 လက်ကန်ရတာ လမ်းပန်းအောင်ရောက်လို့ရှိရင်ဒီဘုရားကလေမဝင်မဖြစ်ပဲလမ်းပန်းလောင်ဘဖရာတက်လမ်းပန်းလောင်အဖြစ်ရှေးဟောင်းဘုရားပေါ့ဟုတ်တယ်အိုးတက်ပဲလိုက်
Let's Stop ဖြစ်တဲ့လမ်းပန်းဖျားမှာဖျားဖူးမြင်းလဲစီခဏနားပြီးတော့ချင်းမိုင်ကိုပြန်ဖို့ပြင်ကြပါပြီခင်ဗျာ စားဝယ်နေတာ ယူသွားတော့ဒီကုံဒီမှာပဲကုံတောင်းလိုက်တော့တာ စားဝယ် 娃还叫没摘过，他叫没摘过。 ဟမ် ကလေးရောကလေးကိုတိုက်ဘူးလား ဘိုးလိုမချိုးတားအများဆုံးတောက်မှာပါ အာ ဟိုတွေကချိုးတာ 那你没到呀？ ပြန်ပြောလိုက်ပါဦးပြောပြပါအဲ့တကယ်လား 没到呀，没到呀，了喏。 ခေချင်းမိုင်ကိုအပြန်တစ်ကတ်တော့ဝယ်ပြီးပြီသူက3နာရီ59 4နာရီပေါ့2နာရီမှဖွင့်တယ်ဗျာကောင်တာကြိုလဲဝယ်လို့မရအောင်အဲ့တော့လာပြီးရောဒီရထားနဲ့လေလာလေမဲ့သူတွေနည်းနည်းအဲ့ဒါလေးတစ်ချက်အချိန်ညှိပေါ့နေချင်းပြန်ဆိုရင်ပြောတာညအိမ်မယ်ဆိုရင်တော့ easy ပဲညအိမ်မယ်အဲ့လိုမျိုးဒီစနေနေ့လာတော့ပိုကောင်းတယ်ဗျာညအိမ်ရင်လေဟုတ်လဲဆိုတော့ဒီမှာသူကဗာလဲစနေညဈေးရှိတယ်ချင်းမိုင်မှာဆိုတင်းတင်းဝင်ညာစီဒီမှာစနေညာစီဒါသူ့ရဲ့စနေညာစီကဝါဒီညာစီပေါ့ဆိုတော့လေလို့ကောင်းတယ်လို့ပြောတယ်အဲ့တော့ညာအိပ်ပြီးတော့ညာစီလေးအေးဆေးပတ်ပြီးရင်နောက်နေ့မနေ့ကျတော့မှ9နာရီရထားလာမှရှိတယ်အဲ့ဒါရထားနဲ့ချင်းမိုင်ပြန်လာတယ်အေးဆေးပဲအဲ့ဆိုရင်ဒီနေ့တစ်နေ့လုံးကအေးဆေးလေလို့ရတယ်ကျွန်တော်တို့ကနေချင်းပြန်ဆိုတော့အချိန်ကသိမရတော့အချိန်နဲ့လူကတော့မသွားမဖြစ်နေရပေါ့သွားဖြစ်နေရအဲ့ဒီပထမဆုံးသွားတဲ့ဒီဂျပန်ဖျားရယ်နောက်ပြီးတော့အဲ့ဒီဒိုင်နိုဆောပြတာရယ်နောက်ပြီးတော့အဲ့ချင်းမိုင်လွန်အဲ့ရှေးအောင်ဖျားရယ်အဲ့ကိုသွားပြီးတော့ပြန်လာတာတကယ်ကအဲ့လိုမျိုးစင်စခန်းတွေသွားချင်တယ်ဒီကစင်စခန်းကလည်းအဲ့ကျွန်တော်ချင်းမိုင်ရဆိုဈေးကြီးရယ်ဗျာသိရမလားဒီကစင်စခန်းကဈေးသက်သာတယ်ပြီးတော့သူကစင်နေတွေအဲ့ရှိုးတွေအများကြီးရှိတယ်ဗျာစင်တွေကိုရေချိုးပေးလို့လည်းရတယ်အဲ့လိုစင်အဲ့လိုပကြီးဆွဲတာတို့ကတာတို့သူဘောလုံးကန်တာတို့အဲ့လိုပတ်တရားတို့ဘာအောင်မှာအဲ့လှုပ်တယ်လို့မျိုးအဲ့လိုမျိုးရှိုးတွေရှိတယ်နောက်တစ်ခေါက်ပေါ့ဆိုတော့ဝါရီဆွဲပါညာခဏစာပြီးတော့ဝါရီဆိုင်မှာရထားဆောင်ပြီးတော့ချင်းမိုင်ကိုပြန်မယ်โอเคပြန်ပါမယ်ဘိုင်ဘိုင်မိုက်လာပါလားကိုကလည်းခဏဘက်ကိုထွက်လိုက်ခပ်ပြီးတော့မလေးဆိုင်ပြောင်းဝင်လာတယ် ဒီခရီးစဉ်ရဲ့အစအဆုံးကုန်ကျစရိတ်ကဘတ်3500ဝန်းကျင်ပဲကုန်ကျခဲ့ပါတယ်ကလေးလူကြီး10ယောက်ကိုတယောက်ကိုဘတ်900ဝန်းကျင်ပဲကုန်ခဲ့ပြီးတော့ကလေးတွေအတွက်ဒေသနာရဘူဒုဒတွေအများကြီးရခဲ့တဲ့အပြင်အများကြီးလဲပျော်ခဲ့ရလို့တကယ်ကိုတန်တဲ့နေချင်းမြတ်ခရီးလို့ပဲပြောရမှာပဲခင်ဗျာ